အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အမှတ်မထင်ကောက်ရလိုက်တဲ့မြန်မာယူဆက်ခွန်မျိုးသားဘောလုံးအသင်းနဲ့ထွန်းတောက်လာတဲ့ခြေတပွင့်ညီတန်ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံကအင်ရှင်ဖြစ်ကျင်းပခဲ့တဲ့ U70 New Generation Cup မှာမြန်မာယူဆက်ခွန်မျိုးသားဘောလုံးအသင်းဟာတတိယရွှေတံဆိပ်ဆုကိုရယူခဲ့ပြီးအဲ့ဒီပွဲစဉ်တစ်လျှောက်လုံးမှာတွင်းကိုဘီရင်စုကိုရရှိခဲ့တဲ့ကျောင်းနံပါတ်10ကိုဝစ်ဆင်ထားတဲ့ညီတန့်အကြောင်းကိုလေ့လာသွားကြအောင်လားခင်ဗျာညီတန့်ဟာနှင်းမြတ်မြတ်တဲ့ရှီရန်တိုက်စစ်ကောင်းပြောင်းမှာရှိတဲ့အရေးချင်းတွေအဖြစ်ရှိနေတာကိုတွေ့ရှိရပါတယ်။ထိုင်းစီစဉ်ကျင်းညာသူတွေကအမ်ဘပ်ပေအငယ်စားလေးလိုတောင်တင်စားနေကြပါတယ်။တွေ့ယူခဲ့တဲ့ကိုတိုင်းမှာလည်းခက်ခဲကိုတွေကများပါတယ်။လာမယ့်အာရှဖလားယူဆက်ကွန်ပွဲစဉ်မှာတကယ်ကိုအသုံးတည့်နိုင်မဲ့ကစားကွက်ကစားဟန်လှေမြင်မှုစတာတွေအားလုံးဒီယူဆက်ကွန်အသင်းလေးမှာတွေ့ရှိရပါတယ်။နောက်တန်းနဲ့ကိုသမားပြင်ဆင်မှုတော့လိုတယ်လို့ကျွန်တော်ထင်မိပါတယ်။ညီတန့်ရဲ့တွင်းကိုတွေကိုအာဂရိကင်းကင်းနဲ့ကျွန်တော်တို့ကြည့်ကြည့်အောင်လားဗျာ။အခုကိုဟာဆိုရင်ညီတန့်ရဲ့တူးတဲ့ပြစ်ထွက်သွားပုံနောက်တန်းကစားသမားတွေကိုကြော်ဖြတ်ပုံကိုသမားကိုလှည့်စားလိုက်ပုံကရှီရန်တိုက်စစ်မှုကောင်းတယောက်မှာရှိတဲ့အရေးချင်းတွေလို့မြင်မိပါတယ်ခင်ဗျာအရန်ကိုလှပတဲ့ကြော်ဖြတ်မှုပါပဲဟုတ်ကဲ့ခင်ဗျာဒီလိုညီတန့်တယောက်ကိုပြောလိုက်တဲ့အတွက်ကျန်ကစားသမားတွေကမကောင်းတော့ဘူးလားလို့မင်းနေစရာရှိပါတယ်ဒါပေမဲ့ဘောလုံးဆိုတာ team work နဲ့လုပ်ရတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်အားလုံးကောင်းမှုလို့သာဒီကိုရီးယားရရှိခဲ့တာပါမြန်မာဘောလုံးအမျိုးသားအသင်းတွေထဲမှာအောင်သူမောင်လွင်တန်းပိုင်တို့ရဲ့ယူစကိုဘောလုံးအသင်းနဲ့2015ဦးကြည်လွင်ရဲ့ဘောလုံးအသင်းတို့ပြီးရင်ဟော်ရီယူဆက်ခွန်မျိုးသားဘောလုံးအသင်းလေးဟာတီးမွတ်ရှိဆုံးလို့တောင်ပြောနိုင်ပါတယ်ကြည့်ကြရတဲ့အခြေအနေထိတော့ပရိသတ်တီအားလုံးကလက်ခုပ်ဝိုင်းတီးနေကြပါပြီမြန်မာအသင်းတိုးတက်ပါစေဟော်ဒီ U16 မျိုးသားဘောလုံးအသင်းလေးလည်းအောင်မြင်ပါစေတဆင့်ထက်တဆင့်လဲတက်နိုင်ပါစေလို့ဆန္ဒပြုလိုက်ရင်ရှေ့လာမယ့်ပွဲစဉ်တွေအတွက်ကျွန်တော်တို့ကြိုတင်ရင်ခုန်လို့နေပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ